စကားပြောမယ်ဆိုတော့ကျမတို့တွေနှေးစင်ရတော့လူတိုင်းကပြောနေတဲ့စကားတွေကြီးပါပဲเนาะမိုးလင်းထဲကပြောနေတဲ့စကားတွေကတော့နေ့တိုင်းကတော့ပြောနေတာဒီပါပဲဒါပေမဲ့ကျမတို့တွေလူအများနဲ့ပြောဆိုနိုင်အောင်လေ့ကျင့်ရပါမယ်လူအများနဲ့ပြောဆိုပြီးနိုင်ရမယ်လူအများနဲ့ဆွေးနွေးနိုင်ရမယ်အဲ့လိုအတွက်ကိုလည်းကိုအမြဲတမ်းလေ့ကျင့်နေရမယ်ဘလို့လေ့ကျင့်ရမလဲဆိုတော့ကျမတို့တွေလူအများပြောနေတဲ့စကားတွေကိုကိုအရင်နားထောင်တတ်အောင်လေ့ကျင့်ရပါမယ်လူများနဲ့တွေးဆုံစကားပြောနေတဲ့အခါမှာကိုပြောချင်တဲ့စကားကိုအရင်ဆုံးဖြတ်မပြောရပါဘူးเนาะသူများဘာတွေပြောနေတယ်လဲဆိုတဲ့စကားကိုအရင်နားထောင်ရပါမယ်လူများဆွေးနွေးနေတဲ့စကားကတစ်ပင်အကြောင်းဆွေးနွေးနေတယ်ဆိုရင်လည်းကျမတို့တစ်ပင်အကြောင်းကိုလိုက်လျောညီထွေးစွာပြောတတ်ရပါမယ်เนาะလူများကတစ်ပင်အကြောင်းကိုဆွေးနွေးနေတာအောင်မှကျမတို့ကနေအဝိအထည်အကြောင်းတွေတွားပြီးတော့ဆွေးနွေးလို့မရပါဘူးเนาะအားလုံးကတစ်ပင်ကိုမှစိတ်ဝင်စားနေပါတယ်ဆိုတဲ့အချိန်မှာကျမတို့ကအဝိအထည်အကြောင်းသွားပြောနေရင်ကျမတို့စကားကတိုးပေါက်မှာမဟုတ်ဘူးเนาะအဲ့တော့သူများပြောနေတဲ့စကားကိုအရင်နားထောင်ပါဘလို့ပဲကိုပြောချင်နေပါစေကိုစိတ်ကိုထိန်းချုပ်နိုင်အောင်ကြိုးစားပါကိုစိတ်ကိုထိန်းချုပ်နိုင်မှသာလျှင်သူများရဲ့စကားကိုကနားထောင်တတ်လာမယ်သူများစကားကိုနားထောင်တတ်လာမှသာလျှင်ကိုကနေသူတို့ဘာတွေပြောနေသလဲဆိုတဲ့စကားကိုကစိတ်ဝင်စားနဲ့နားထောင်တတ်လာမယ်စိတ်ဝင်စားနားထောင်တတ်လာမှသူတို့နဲ့ပြန်ပြီးတော့ကိုကအပြန်လန်းစကားတွေပြောဆိုနိုင်မယ်အဲ့လိုမှစိတ်ဝင်စားနားမထောင်ဘူးဆိုရင်သူတို့ပြောနေတဲ့စကားကိုကနားမလဲတော့သူတို့ဘာပြောနေတယ်လဲဥတီယာဘာကိုပြောနေတယ်လဲဆိုကိုနားမလဲပဲနဲ့ကိုပြောချင်တဲ့စကားတွေပဲကိုကနေပြောနေရင်တော့လူများကလည်းကိုအာယုံစိုက်လာမှာမဟုတ်ဘူးเนาะလူများအာယုံစိုက်လာဖို့အတွက်ကိုကသူများနဲ့ပါဝင်ဆွေးနွေးနိုင်အောင်လို့သူများစကားကိုအရင်နားထောင်ပါကိုပြောနေတဲ့စကားတွေကိုသူများဆွဲဆောင်မှုရှိအောင်လဲကိုအရင်ဆုံးလေ့ကျင့်ပါမလေ့ကျင့်မဲနဲ့တော့ကိုပြောချင်တဲ့စကားကိုအားလုံးကနားထောင်လာအောင်လို့တော့ကိုကဘလို့မှစွမ်းဆောင်မှုမြင့်မားလာမှာမဟုတ်ဘူးเนาะသူများပြောနေတဲ့စကားကိုနားထောင်ပါဘာတွေပြောနေသလဲဆိုတော့လေအရင်ဆုံးတေးကြလေးကိုနားထောင်လိုက်မှသာလေသူတို့နဲ့ကိုနဲ့အပြန်အလှန်စကားတွေဥတီရလမ်းကြောင်းတွေရလာမယ်เนาะသူများပြောနေတဲ့စကားကိုကနားမထောင်ပဲနဲ့ကိုပြောချင်နေတဲ့စကားတွေကြီးပဲကိုပြောနေရင်တော့ကျမတို့ကစကားပြောရင်စွမ်းရည်လဲတိုးတက်လာမှာမဟုတ်ဘူးเนาะသူများပြောတဲ့စကားကိုအရင်နားထောင်နိုင်အောင်လို့စူးစမ်းပါထိန်းချုပ်နိုင်သောစိတ်ကိုလည်းအရင်ပြင်ဆင်ပါသူတို့ပြောနေတဲ့စကားမှာကိုဘလို့ပဲပြောနေခြင်းပါစေနေအောင်တော့သူတို့စကားကိုအရင်နားထောင်ပြီးမှကိုစကားကိုကပြင်ဆင်ပြီးမှဆွေးနွေးနိုင်ဖို့လဲကိုကကြိုတင်လေ့ကျင့်ထားရပါမယ်เนาะ